တိုင်းလုပ်တဲ့အလေးအကျင့်ခုနှစ်ခုမြင်လာပါကလား like guide ဘဝလမ်းညွှန်မှ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့အောင်မြင်လူတွေမနေ့တိုင်းလုပ်ထားတဲ့လုပ်သိမ့်လုပ်ထိုက်တဲ့အလေးအကျင့်ခုနှစ်ခုမိတ်ဆွေတို့ရေတနည်းအားအရေးအသွေးကိုမနေ့ခင်းမှာသင်ဘလို့အသုံးပြုလဲဆိုတာဆုံးဖြတ်ပေးပါတယ်အောင်မြင်တဲ့လုပ်ငန်းရှင်တွေကကဘာကျော်ခေါင်းဆောင်စီဝါရေးသမားတွေသူတို့ရဲ့မနက်ခင်းကိုတူညီတဲ့အလေးကျင့်တွေရှိကြပါတယ်ဒီနေ့တော့ဒီအဲ့ဒီအလေးကျင့်ခုနှစ်ခုကိုမျှဝေပေးပြီးတော့မှဖြစ်ပါတယ်ဒီစောထားပါမနေ့စောထားခြင်းအသိအချိန်ကိုပို့ပြီးတော့ရစီပါတယ်စိတ်ကူလည်းကြည်နေလန်းဆန်းစေပါတယ်တနေ့တာကိုလည်းအေးအေးဆေးဆေးစတင်နိုင်ပါတယ်မနေ့9နာရီမထနိုင်သေးဘူးဆိုရင်မနေ့ကထက်15မိနစ်20နိုင်ဝက်လောက်ကြိုပြီးတော့ထားကြည့်ပါနှစ်ဖုန်းကိုချက်ချင်းမဖွင့်ပါနဲ့လူအများစုကမျက်စိဖွင့်နေတဲ့ Facebook TikTok YouTube စသည် social media တွေကိုဝင်ကြည့်တတ်ကြပါတယ်ဒါကသင်စိတ်ကိုတခြားသူတွေရဲ့အကြောင်းအရာတွေနဲ့စတင်ဖြစ်စီးနေခြင်းဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့စိတ်ဓာတ်ကိုတည်ငြိမ်အောင်ထားပါနံပါတ်3ကျေးဇူးတင်စိတ်ကိုမွေးမြူပါဒီနေ့အသက်ရှင်နေတာကျမ်းမာနေတာမိသားစုနဲ့ရှိနေတာဒါတွေဟာကျေးဇူးတင်တိုင်းတဲ့အရာတွေပဲဖြစ်ပါတယ်ကျေးဇူးတင်စိတ်ကအပြုသဘောကိုဆောင်တဲ့စိတ်ကိုဒိုးစေပါတယ်နံပါတ်4ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ပါမိနစ်20နိုင်လျှောက်ကြည့်ပါအကျုံးကိုလျှော့ပါလေ့ကျင့်ခန်းကိုလုပ်ပါကျမ်းမာတဲ့ကိုယ်ခန္ဓာဟာကြည်လင်တဲ့စိတ်ဓာတ်ကိုဖန်တီးပေးပါတယ်နံပါတ်5တနေ့တာရည်မှန်းချက်ကိုချယူပါဒီနေ့ဘာလုပ်ရမလဲဘယ်အလုပ်ကအရေးကြီးဆုံးလဲအဲ့ဒါကိုမနေ့တိုင်းချယူပါရေးထားတဲ့သူကရေးထားတဲ့သူတဲ့ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်6စာဖတ်ပါ10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်မိနစ်20ပဲဖြစ်ဖြစ်စာဖတ်ပါစာအုပ်တအုပ်ကချားသူတယောက်ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံကိုနိုင်ဝိုင်းအတွင်းမှာသင်ယူနိုင်စေပါတယ်နံပါတ်9ဒီနေ့ပဲစတင်အလုပ်လုပ်ပါစီမံကိန်းတွေရေးထားရုံနဲ့မလုံလောက်ပါဘူးလုံဆောင်မှုကနေပြီးတော့ရလက်ကိုရပါတယ်ဒီနေ့သိငယ်တဲ့ခြေလမ်းတစ်လမ်းပဲဖြစ်ဖြစ်စတင်လိုက်ပါမဆန်းစရာတွေကတော့အောင်မြင်သူတွေနဲ့တာမန်သူတွေရဲ့ကွာခြားတာကတည်ရဆဲလုပ်တဲ့အရာတွေမဟုတ်ပါဘူးနေတိုင်းထပ်ထပ်လုပ်ရတဲ့အလေးအကျင့်တွေပါဒီနေ့မနေ့ကစပြီးတော့ဒီအကျင့်ကောင်းတစ်ခုကိုစတင်လိုက်တာတစ်နှစ်အကြာမှာသင်ဟာအရင်ကသင်နဲ့လုံးဝမတူလို့တဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်လို့ညွှန်လင့်ပါတယ်မိကုန်းမင်းပဲနော်မနေ့တိုင်းသင်အရင်ဆုံးလုပ်တဲ့အရာကဘာဖြစ်မလဲcomment မှာမျှဝေပေးကြပါ like guide ဘဝလမ်းညွှန်ကို follow လုပ်ထားပြီးတော့အောင်မြင်မှုစိတ်ခွန်အားတွေစီးပွားရေးနဲ့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာတွေကိုဆက်လက်ရယူလိုက်ပါကျေးဇူးတင်ပါတယ်